Hello အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်မှာတော့စုပန်ရဲ့မိသားစုနဲ့အတူထွက်ပစ်ခဲ့တဲ့ပုတ်ပါပကံရက်တိုခီးလေးတစ်ခုကိုခေါ်သွားမှာပဲဖြစ်ပါတယ်ရှင်စုပန်ခီးတစ်လျှောက်မှာဘယ်ရီသွားတယ်ဘာတွေလုပ်တယ်ဘလို့ skin care လေးသုံးလဲဆိုတာကိုဒီ vlog လေးမှာပြပြပေးထားတာဖြစ်လို့အားလုံးအဆုံးထိကြည့်ပေးကြပါအောင်ရှင်အားလုံးပဲမော်နီမှာအခုကတော့စုပန်တို့မနက်စောစောရန်ကုန်ကနေစထွက်တာဖြစ်ပါတယ်မိုးတွေလည်းအရန်ကိုရွာနေကဲဒါကတော့စုပန်ရဲ့ညီမလေးရဲ့အဖွားရဲ့အမေရဲ့ဖြစ်ပါတယ်အကိုကတော့သူ့ကိုဗီဒီယိုမရိုက်နဲ့တဲ့မချိုက်ဘူးဆိုလို့မြိုက်လိုက်ရပါဘူးရှင်အခုမြင်တွေ့နေရတဲ့မြင်ကွင်းလေးကတော့ပုပ္ပါကိုသွားတဲ့လမ်းမှာပုပ္ပါတောင်လှမ်းမြင်ရတဲ့မြင်ကွင်းလေးပေါ့နော်အပြင်မှာအရန်ကိုလာတဲ့တဲလီကိုကြီးကဲအခုကတော့ပုပ္ပါတောင်ရောက်ရှိပြီဖြစ်ပါတယ်အဘထွက်ပဲလည်းနီးပြီဆိုတော့အဖွားသွားခြင်းနဲ့ဆိုတာနဲ့လိုက်ပို့ပေးဖြစ်တာပါကဲဒါကတော့အမေပြပြတဲ့အတိုင်းစုပန်ရဲ့အမျိုးတွေကိုအစာကျွေးနေရပါတော့။တခါကြိုက်ခံပြီးနောက်ပိုင်းတော့အောက်မှာမကျွေးဖြစ်တော့အမြဲတမ်းအပေါ်ကနေပဲကျွေးဖြစ်တော့တယ်။သူတို့ကလူလဲဆိုတော့လေဘေးမှာလေးမြောက်စာတွေကမြောက်စာတုပ်ကြီးကင်ထားတာကိုအဲ့လိုမျိုးလေးမဝယ်ဘူးလားနဲ့ခဏခဏမေးနေစိတ်နှောက်ရှက်လည်းဖြစ်ရ။ဒါကတော့ပုပ္ပါကနေပကံကိုသွားတယ်ပြတ်တာပတ်ဆက်လန်းဖြစ်ပါတယ်။ဒီလမ်းမှာတော့စုပန်အမြဲတမ်းလှူနေကြပေါ့နော်။သွားတိုင်းလှူဖြစ်တယ်။900ပဲဖြစ်ဖြစ်1000ပဲဖြစ်ဖြစ်စုပန်တက်နိုင်တဲ့လောက်ပေါ့နော်။လူတွေကလည်းလက်တစ်လျှောက်မှာအများကြီးဆိုတော့တက်နိုင်တဲ့လောက်ကလေးတော့လူဖြစ်ပါတယ်ရှင်ကဲအခုကတော့စုပန်အရန်ချရရဲ့ပကံမြို့ကိုရောက်ရှိလာပြီဖြစ်ပါတယ်ပကံမြို့ကလေဘယ်နှခါတော့ဘရောမှမယူစုပန်အရန်ကြိုက်တဲ့မြို့လေးတစ်မျိုးဖြစ်ပါတယ်ဟိုတယ်ရောက်ပါပြီရှင်စုပန်တို့တဲတဲ့ဟိုတယ်ကတော့ Orient Palace ပါလေပကံကိုလေအပန်းဖြစ်ဖို့တွေမဟုတ်ဘူးပေါ့နော်ကန်သွားတိုင်းပေါ့နော်အမြဲတမ်းဓာတ်ပုံရိုက်ဖြစ်တယ်အခုလဲဓာတ်ပုံလေးရိုက်ဖို့အတွက်ချိန်ထားရပေါ့နော်welcome juice လေးတောက်ပြီးတော့ဖိုတိုရိုက်ဖို့အတွက်ပေါ့စတင်ပြင်ဆင်ပါမယ်ရှင်ကဲဖိုတိုရှူတင်လေးစပါပြီရှင်ဒီဝတ်စုံကလည်းရိုက်ခဲ့တဲ့ချောက်မှာတော့ရအခက်ဆုံးလို့ပြောရမယ်ဘာလို့လဲဆိုတော့ဝတ်စုံအနေထားနဲ့ရောပြီးတော့မြင်းနဲ့ရိုက်တာဆိုတော့မြင်းကြိုက်မှလည်းကြောက်ရသည်ပြီးတော့လေလည်းအရန်တိုက်တယ်ပေါ့နော်ကွင်းမြင်မှာရိုက်ရတာဖြစ်တဲ့အတွက်စုပန်တော့ဖက်နှက်မစီးရတော့ဒီအောက်မှာဂန္ဓာယာဆူးတွေရှိရညောင်နေရှိရအဲ့ညောင်နေရစုပန်တစ်ခါဆူးလိုက်တာပေါ့နော်အဲ့ရန်ကုန်ထိအောင်ပါလာတဲ့အဲ့ဆူးကတော်တော်ကိုနာလဲနာကဲစုပန်ကတော့ခီးရရောက်ချင်းကိုမနာဘဲနဲ့တနေ့ကုန်လျှောက်သွားတယ်ဓာတ်ပုံနေလဲရိုက်တဲ့အပြီးမှာတော့နောက်ဆုံး skin care ရမယ့်အချိန်ကိုရောက်ရှိလို့လာပြီဖြစ်ပါတယ်ရှင်အခုကတော့ makeup စဖြတ်နေပြီဖြစ်ပါတယ်ပြီးရင်တော့မျက်နှာတက်မှာပါစုပန်ကလေတနေ့ကုန်လျှောက်သွားထားတယ်လေးတိုက်ထဲမှာလည်းအကြာကြီးနေထားတယ်ပြီးတော့ဓာတ်ပုံတွေလည်းရိုက်ထားတာဆိုတော့အသားရည်တွေကမွေး6ဖြစ်ပြီးတော့ဝက်ချန်တွေတောင်ထွက်နေပြီအဲ့ဒါတွေကိုကြိုတီလို့စုပန်အရန်ကြိုက်တဲ့ Anano Night Wine လေးကိုပကံတိကိုမပါမဖြစ်ကိုတည်သွားတာပေါ့ဒီ Anano Night Wine လေးကိုစုပန်တစ်ခါအရင်ကကြော်ညာဘူးတယ်အဲ့ဒါလေးကတော့ဘူးဝိုင်းလေးပေါ့နော်အလုံး30ပါတယ်အခုလည်းအလုံး30ပဲဒါပေမဲ့ဘူးမဟုတ်တော့ဘဲနဲ့ကက်ပုံစံလေးစေးကက်ပုံစံလေးပြောင်းသွားတာပေါ့နော်ဒါလေးကလည်းတစ်မျိုးလေးကိုဒီဇိုင်းဆန်းပြီးတော့ချစ်ဖို့ကောင်းတယ်နော်Anano Night Wine လေးကစုပန်ခီးသွားတိုင်းလုံးဝမပါမဖြစ်ပဲခီးသွားတဲ့သူဆိုလို့ရှိရင်ပို့ပြီးတော့ Q site တင်သေးတယ်ကိုယ့်ရဲ့အသားရည်ကိုလေခီးမထွက်ဖြစ်လို့အိမ်မှာပဲနေရင်ဆိုရင်တော့မှ skin care ကိုနေ့စဉ်ပုံမှန်လုပ်ပေးတင်တယ်ဒီ Anano Night Wine ကတဘာဝ vitamin E နဲ့ကြိုကြိုပါဝိုင်းတို့ပါဝင်လို့မျက်နှာအသားရောင်မညီတာအမဲဆက်အမာရွတ်တွေအသားရည်၆သွေးတာနဲ့အရွယ်မတိုင်ခင်အရေးချောင်းတွေကနေကောက်ွယ်ပေးနိုင်ပါတယ်ပြီးတော့သူကလိမ့်လိုက်လို့ရှိရင်တခြားအဝိုင်းတွေလိုမျိုးစိတ်ကပ်မှုမရှိဘဲနဲ့တင်းဆူအီလေးနဲ့ရေတက်ပြေးဝနေမျက်နှာလေးဖြစ်နေအောင်အရန်သဘောကျတယ်ပိုနေတဲ့ Anano Night Wine လေးတွေကိုလည်းလေဘင်းကိုပါတခါလေးလိမ့်ပေးလိုက်ပါတယ်ရှင်ညဘက်စုပန်က night wine လေးတွေကိုမျက်နှာလေးစိတ်ဝင်သွားအောင်ဒီ electric washer လေးနဲ့ပေါ့နော်ဒီမျက်နှာလေးကိုနှိမ့်နေပေးပါတယ်အားလုံးပဲသိတဲ့အတိုင်းပဲစုပန်ရဲ့မျက်နှာကလေဝက်ချန်ထွက်တဲ့အသားကြီးပေါ့နော် night wine လေးစသုံးပြီးကြတဲ့ကွာစုပန်ရဲ့မျက်နှာကလေတိတသားကိုဝက်ချန်ထွက်နှုံးလေးရော့နင်းလာတဲ့အမဲဆက်အမာရွတ်တွေလေးပါလာရလို့ခန်းစားရတယ်ပေါ့နော်စုပန်အတွက်ကတော့လေညဘက်ဆိုရင်ဒီ Anano Night Wine လေးလိမ့်လိုက်ရုံနဲ့အဆင်ပြေနေပြီတခြားပါ skin care မှမလိုဘူးပေါ့နော်အခုဆိုလို့ရှိရင်စုပန်ရဲ့အသားရည်လေးကတင်းကြည်လေးနဲ့ရေ9ခွက်10ခွက်လောက်စစ်ပြီးတောက်ထားသလိုပဲကြည်လင်းပြီးတော့အဲ့လိုမျိုးပြောင်လေးဖြစ်နေတာပေါ့နော်စုပန်ဝဲတဲ့အချိန်ကတော့ဈေးနှုန်းက2800ဝန်းကျင်လောက်တော့ရှိရပေါ့နော်ဒီ Anano Night Wine လေးကိုမှာယူခြင်းနဲ့ဆိုရင်တော့ Anano မြန်မာ Facebook page မှာတွားရောက်မှာလို့ရပါတယ်စုပန် comment မှာ link လေးချထားပေးမယ်နော်ကဲအခုဆိုရင်တော့ skin care လေးပြီးပြီဆိုစုပန်လေးအိတ်တော်မယ်နော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲ bye bye